ပြူထားဖို့ဆုံးခွာချမ်းမှမပြတ်သားဘူးဆုံးတတ်တဲ့မိပဲကိုသိတယ်ဝေဒနာမေကန်တဲ့ဖမကူရဲ့သေးဘုံပြမစမ်းတဲ့ဘဝစိတ်ကူးရင်လာတဲ့ချစ်တကယ်လက်ခံရတာနောင်တရှင်တော်မလုပ်တာကျမအားလုံးမြင်တယ်နော်ပြောနေရမကြောက်လားရဲတိုင်လိုက်ရမလားသူများပတ်ဆိုင်ကိုယူချင်တယ်ယူပြီးတော့ဒန်းထွက်သွားလို့ရမလားတို့အခုယူလာတဲ့ပတ်စံရိတ်ကကိုလူတို့ဘာတန်မှုမှမရှိဒါပေမဲ့အဲ့ကလေးတွေတော့ထီပေါက်တယ်လို့ပဲဗျာဒါဆိုလည်းကိုပတ်ဆိုင်ကိုပြီးပါလားဒီမှာရှင်တော်မျက်နှာကမလုံးနဲ့နော်ရှင်လုံးမရှိလဲကျမဆံမလာလို့ရတယ်ကျမလောက်ခန့်ပြီမို့ကျွန်တော်လွတ်လာလျှောက်တာရှင်ကိုဟုတ်တယ်လေခင်ဗျားဟိုတနေ့ကလွတ်လွင်ဒီဆိုင်ကိုလာခဲ့ဆိုတော့ကျွန်တော်ရောက်လာSusan Tinder အကြောင်းအရာစမ်းသပ်ကြည့်တော့တစ်စုံတရာဆုံးဖြတ်ကမိုင်မဲမိတဲ့အမ Susan Tinder အကြောင်းအရာစမ်းသပ်ကြည့်တော့တစ်စုံတရာဆုံးဖြတ်ကမိုင်မဲမိတဲ့အမမိုင်မဲမိတဲ့အမပြန်သစ္စာမညီတဲ့အခါတံပိုးမရတဲ့အချစ်ကိုမမျောတည်ဒီနေ့ကမဲကိုရစွင်တဲ့Susan Tinder အချောင်းရာစမ်းသပ်ကြည့်တော့တစ်စုံတရာအဆုံးဖြတ်ကမိုင်မဲမိတဲ့အမSusan Tinder အချောင်းရာစမ်းသပ်ကြည့်တော့တစ်စုံတရာအဆုံးဖြတ်ကမိုင်မဲမိတဲ့အမတန်တာမရတာအဆုံးရှုံးများစွာအချစ်ချမ်းကိုလေးရောင်ဆိုတာကောင်းတဲ့လက်ချက်များမမရလူနဲ့ဘဝဆက်တယ်မကြုံရပါစေ။ရှောင်း Susan Tinder အကြောင်းရာ